ဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးဖြည့်ဆည်းနိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်ဆန္ဒဂေါတမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ကြုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားအလောင်းမဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အားထုတ်လိုက်ရင်ယဟနာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့တော့သူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကေနတေနေနပုရိတေနဓမ္မတတိနငါလိုစွမ်းရည်တတိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတူးတဲ့နဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူ့ကိုယ်သူမေးပြီးသဗ္ဗညုတံပါပုနိတောတန္တာရိတံတတေကိုဆုံးဖြတ်ချက်ချလိုက် determination ဆန္ဒကိုအခြေပြုဆန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဘုရားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာဘယ်လိုမှဆိုမအောင်မြင်နိုင်ဘူးအဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါ